ကိုယ်ပါယူပျက်စီးစေတတ်တယ်အဓိကအကြောင်းကတော့ဘာတော့ဆိုရင်လူတွေရဲ့ဇယိုက်ဆိုးတွေသာဖြစ်တယ်ပေါ့လူသားတွေရဲ့ဇယိုက်ဆိုးကို၃မျိုးဖော်ပြထားတယ်နံပါတ်၁ကဘာတော့ဆိုအတ္တမရာဂတော်တော်ကိုတရားမဲ့တဲ့တတ်မဲ့မှုသူတို့ဆိုလို့နော်နောက်တစ်ခုကတော့ဝိသမလောဘလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အတော်ကိုညီမျှမှုကိုဖျက်ဆီးတဲ့မညီမမျှအစွမ်းရောက်တဲ့လောဘလို့ဆိုဝိသမလောဘဆိုမိစ္ဆာဓမ္မလို့ဆိုတဲ့အတိုင်းမောက်မောက်မမကျင့်သုံးနေထိုင်ပြောဆိုကြတယ်ဆိုဒီသဘာဝတရားဒီဇယိုက်ဆိုး၃မျိုးဟာလူလောကကြီးကိုပျက်စီးဖို့ဖော်ဆောင်နေတဲ့လူတွေရဲ့အကျင့်ဇယိုက်ဆိုးကြီး၃မျိုးပဲလူကဘာကြီးကိုပျက်စီးစေ